နီးပညာလောကကိုအကြီးအကျယ်လှုပ်ခတ်သွားစေတဲ့ AI အသစ်ကချင်းချောက်မှုဆော်ဒီရေနံစက်ရုံတွေတိုက်ခိုက်ခံရမှုနဲ့အတူအီရန်ကရေလက်ကြားဖြတ်တန်းကားကို Bitcoin နဲ့တောင်းခံလာတဲ့ဒီကနေ့ရဲ့အထိတ်လန့်ဆုံးဈေးကွက်သတင်းတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါမင်္ဂလာပါရှင်ဒီကနေ့မှန်တဲ့ချိန်စီးပွားသတင်းအိမ် House of New Era ကနေကြိုဆိုပါရရှင်ဒီကနေ့ကမ္ဘာရွှေဈေးဟာတောင်စားကို$4,982.45ဒေါ်လာနဲ့ရွှေကြိုပွိုင်ဈေးက$4,990ဒေါ်လာဝန်းကျင်မှာအယောင်းဝယ်ဖြစ်နေပါတယ်အစ္စရေးနဲ့လီဘနွန်ငြိမ်းချမ်းရေးဆွေးနွေးမဲ့သတင်းတွေကြောင့် Safe Haven လို့ခေါ်တဲ့အမာကာပိုင်ဆိုင်မှုအဖြစ်ဝယ်ယူထားကြရာကနေစွန့်စားရတဲ့ယင်းနှိမ့်မြုံနယ်မှုဘက်ကိုငွေကြေးစီးဆင်းသွားလို့ရွှေဈေးအနှဲငယ်အေးသွားတာပါဒါပေမဲ့အမေရိကန်ဗဟိုဘဏ်ကစောင့်ကြည့်လေ့လာတဲ့ဖေဖော်ဝါရီလငွေကြေးဖောင်းပွားမှုနှုန်း PCE ဟာ3%မှာခိုင်မာစွာဆက်ရှိနေလို့အတိုးနှုန်းတွေဆက်မြင့်နေနိုင်တဲ့အခြေအနေကရွှေဈေးတက်တာကိုနောက်ွယ်ကနေဖိအားပေးနေပါတယ်ဒီရင်းမှာတော့16ပဲရေ Academy မီလင်းရွှေဝယ်ဈေးက105,800,000ကျပ်ဖြစ်ပြီးရောင်းဈေးကတော့106,800,000ကျပ်အထိမြင့်တက်လာပါတယ်ရှင်ရွှေဈေးကွက်မှာဒီလိုအလောက်ခက်တွေဖြစ်နေချိန်မှာပဲအမေရိကန်ဒေါ်လာအညွှန်းကိန်းဟာ98.6ခွန်ကိုရောက်ရှိနေပြီးဇန်နဝါရီလနောက်ပိုင်းအကြီးမားဆုံးအပတ်စဉ်ကျဆင်းမှုစီဦးတည်နေပါတယ်အဆိုးရွားဆုံးအခြေအနေတွေဖြစ်လာမလားဆိုတဲ့စစ်ပွဲကြောင့်အလွန်အမင်းစိုးရိမ်ပြီးဒေါ်လာကိုစုဆောင်းထားတဲ့ stay risk တွေရောကျသွားလို့ဖြစ်ပါတယ်ဒီနေ့ပြည်တွင်းငွေလဲနှုန်းတွေကတော့အမေရိကန်ဒေါ်လာရောင်းဈေး4,280ကျပ်ထိုင်းဘတ်ရောင်းဈေး132.45ကျပ်တရုတ်ယွမ်ရောင်းဈေး623ကျပ်မလေးရှားရင်းဂစ်ရောင်းဈေး1,083ကျပ်ဂျပန်ယန်ရောင်းဈေး26.8ကျပ်စင်ကာပူဒေါ်လာရောင်းဈေး3,344ကျပ်နဲ့ကိုရီးယားဝမ်ရောင်းဈေး2.88ကျပ်အသီးသီးရှိနေပါတယ်ရှင်ဒေါ်လာဈေးကွက်မှာငွေကြေးစည်းစိမ်မှုတွေပြောင်းလဲနေချိန်စွမ်းအင်လောကမှာတော့အခြေအနေတွေကပိုပြီးတင်းမာနေပါတယ် WTI ရေနံစိမ်းဈေးဟာ98.51ဒေါ်လာနဲ့ Brent ရေနံဈေးဟာ96.49ဒေါ်လာကိုအသီးသီးမြင့်တက်လာပါတယ်ဟာနိုင်ငံရေးစိုးရိမ်စိတ်တက်မဟုတ်ပဲလက်တွေ့ထုတ်လုပ်မှုကျဆင်းသွားတဲ့ supply short ကြောင့်မှာတိုက်ခိုက်မှုတွေကြောင့် Saudi ရဲ့ရေနံထုတ်လုပ်နိုင်စွမ်းဟာတရက်ကိုစီပေါင်း6သိန်းနဲ့ East West Pipeline ဖြတ်တန်းမှုဟာစီပေါင်း9သိန်းအထိအမှန်တကယ်ရောကျသွားတဲ့အပြင်ရေနံချက်စက်ရုံတွေပါထိခိုက်ခဲ့ပါတယ်ဒီတွင်73စီဈေးနှုန်းတွေကတော့တိတိတာတာခုတ်တက်သွားပြီးရန်ကုန်ဈေးကွက်မှာဒီဇယ်1လီတာကို6,485ကျပ် Premium ဒီဇယ်9,955ကျပ်92 1လီတာကို4,935ကျပ်နဲ့95 1လီတာကို4,945ကျပ်အသီးသီးဖြစ်ပါတယ်ရှင်တွန်းရင်ဈေးနှုန်းနဲ့မြင့်တက်မှုကငွေကြေးဖောင်းပွားမှုကိုတွန်းတင်နေပေမဲ့တစ်ဖက်မှာလည်းနည်းပညာလောကမှာအကြီးမားဆုံးအပြောင်းလဲတွေဖြစ်ပေါ်နေပါတယ်ရှင် S&P 500ဟာ6,824 Dow Jones က4,885နဲ့ Nasdaq က2,222 မှတ်ကိုအသီးသီးရောက်ရှိပြီး9ရက်ဆက်တိုက်တက်လာပါတယ်ဒါပေမဲ့ software ကုမ္ပဏီတွေနဲ့ share တွေကတော့ AI direction လို့ခေါ်တဲ့နည်းပညာဖြည့်ဆည်းမှုကြောင့်3.9%အထိထိုးကျသွားပါတယ်အကြောင်းကတော့ Anthropic ရဲ့ Mythos ဆိုတဲ့ AI အသစ်ဟာ software တွေရဲ့လုံခြုံရေးအားနည်းချက်တွေကိုအလွယ်တကူရှာဖွေနိုင်လွန်းလို့ရိုးရာ software လုပ်ငန်းတွေရဲ့တည်တံ့ခိုင်မြဲမှုကိုရင်းနှီးမြှုပ်နှံသူတွေကတန်တရားဝင်လာလို့ပဲဖြစ်ပါတယ်ရိုးရာနည်းပညာ share တွေထိုးကျနေချိန်မှာခေတ်သစ် digital ရွှေဖြစ်တဲ့ crypto ဈေးကွက်ကတော့ထူးထူးခြားခြားလှုပ်ရှားနေပါတယ် Bitcoin ဈေးဟာ$9,958ဒေါ်လာအထိပြန်လည်ဥမော့လာပြီး Ethereum က2,189ဒေါ်လာမှာရှိနေပါတယ်အရှုံးခံရောင်းချနေရတဲ့ miner တွေရဲ့ PR တွေကုန်ဆင်းသွားတဲ့အပြင် Iran ကဟော်မုတ်ရေလက်ကြားကိုဖျက်ဆီးမဲ့သင်္ဘောတွေကိုလမ်းကြီးအဖြစ်အရေးယူပိတ်ဆို့မှုတွေကိုရှောင်လွှဲနိုင်တဲ့ Bitcoin နဲ့ပေးချေဖို့တောင်းဆိုလာတာကလည်း altcoin တွေကိုပါလိုက်ပါမြင့်တက်စေပြီး crypto ဈေးကွက်အတွက်ထူးခြားတဲ့တွန်းအားတစ်ရပ်ဖြစ်လာစေပါတယ်ဒီကနေ့အတွက်ဈေးကွက်အားလုံးရဲ့အခြေအနေတွေကိုခြုံငုံကြည့်ရမယ်ဆိုရင်တော့ဈေးကွက်ကျွမ်းကျင်သူများရဲ့အဆိုအရဈေးကွက်ဟာစစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတက်ကနေလက်တွေ့စီးပွားရေးကိန်းဂဏန်းတွေစီကိုအာရုံပြောင်းလာပြီလို့သုံးသပ်ကြပါတယ်အထူးသဖြင့် Saudi ရဲ့ရေနံထုတ်လုပ်မှုအမှန်တကယ်ကျဆင်းသွားတဲ့အချက်နဲ့တောက်ကြနေ့မှာထွက်ပေါ်လာမဲ့အမေရိကန် CPI ငွေကြေးဖောင်းပွားမှုကိန်းဂဏန်းတွေဟာလာမဲ့သတင်းပတ်တွေအတွက်ဈေးကွက်ရဲ့အသက်ရှူပေါက်ကိုအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်ရှင်အခုလိုအချိန်နဲ့တပြေးညီဈေးကွက်သတင်းတွေကိုလက်လွတ်မခံရအောင် House of New Era ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်မနက်ဖြန်မနက်ခင်းမှာပြန်ဆုံပါမယ်အားလုံးပဲအဆင်ပြေကြပါစေရှင်